2019 ခုနှစ်မှာအိုက်ဇောဂျမ်ဖိုင်ပေါ့နော်ကျွန်တော်တွားခဲ့တဲ့ခီးစဉ်လေးဖြစ်ပါတယ်အမှတ်တရအနေနဲ့ကျွန်တော်ပြန်တင်လိုက်တာပါကလေးမျိုးကနေစထွက်ပါပြီလမ်းနေရတော့ဒီအတိုင်းပဲဘေးကွေးလိုက်ညကွေးလိုက်နဲ့ကွေးကောက်တီများပါတယ်တောင်စင်တောင်တက်တီတိုင်းငင်းရောက်ပါပြီတိုင်းငင်းမှာကျွန်တော်တို့နေ့လည်စာထမင်းစားနာတာဖြစ်ပါတယ်တိုင်းငင်းရဲ့လေကတော့အရန်အေးပြီးတော့နေလို့ကောင်းပါတယ်ခင်ဗျာအဲ့ကချက်သားဆန်ပြုတ်လည်းအရန်ကောင်းတယ်ချက်သားဆန်ပြုတ်တိတ်မကြိုက်တဲ့ကျွန်တော်တို့အဲ့မှာစားတော့ကြိုက်သွားတယ်ဗျာမိုက်တယ်တူရပြီးတူရအလိုလေးဖြတ်သွားပါတယ်လို့ရွာထဲမှာပေါ့နော်တီတင်ရောက်ပါပြီတီတင်မှာကားစီဖြည့်ပါတယ်ကျွန်တော်တို့ဒီကိုချောင်းဘက်ကြောက်ဘက်ကိုပေါ့နော်တီတင်နေလမ်းခွဲသွားတာဖြစ်ပါတယ်အရှိမှာတော့မန်ဆောင်ဒရာကြီးကိုတွေ့ရမှာဖြစ်ပါတယ်မန်ဆောင်ဒရာကြီးဖြစ်ပါတော့မယ်水仙若兰尼楼，万东波嘎拉德，看西阿罗德，龙罗德多兰勒。
recorder မျိုးဖြစ်ပါတယ် recorder မျိုးမှာလိုက်လို့ဆိုကျူဆိုပါ၏ de po an vulle siam tu ti moi turi sirvava koi pengke lenten nandele shingi tan lomna ဒါကတော့နေဆက်ကားဂိတ်ကိဆုံးရောက်ပါပြီဒီကနေဆိုင်ကင်းနဲ့ကျွန်တော်တို့နေဆက်ကိုဖျက်မှာဖြစ်ပါတယ်နေဆက်ဒရောဖျက်မှာဖြစ်ပါတယ်အိန္ဒိယနေဆက်ဒရော Moisiahi sei senan nilo okay zonga hi bang thailo ve အိန္ဒိယနေဆက်ကနေပြီးတော့မှကြံဖိုက်ကိုကျွန်တော်တို့စထွက်ပါပြီကြံဖိုက်မှာကျွန်တော်အဖွားရဲ့ညီကိုမောင်နှမတွေရှိပါတယ်ကျွန်တော်ရဲ့အဖိုးအဖွားတွေပေါ့နော်ကြံဖိုက်မှာရှိပါတယ်အိုင်ဆောမှာလည်းရှိပါတယ်ဒါတော့လန်ကီတခုမှကျွန်တော်ထမင်းစားနာတာဖြစ်ပါတယ်ဂျပန်မြို့ရောက်ပါပြီဂျပန်မြို့မှာတော့ကျွန်တော်တွေ့တဲ့အတိုင်းပဲတောင်ဆောင်လေးမှာအိမ်လေးတွေနော်အလားပပလေးနဲ့စောက်ပြီးတော့နေထိုင်ကြပါတယ်ကြည့်စရာကောင်းပါတယ်အရန်ကြည့်လို့လည်းကောင်းပါတယ်တာယာလှပပါတယ်အေးလည်းအေးဒီတောင်ရဲ့ဟိုဘက်မှာဂျမ်ဖိုင်းနဲ့အိုင်ဇောသွားတဲ့ husky queen ရှိတယ်လို့ပြောပါတယ်ဒါကတော့ကျွန်တော်အဖွားရဲ့မောင်ဖြစ်ပါတယ်လို့အခုဒီအသက်ရှင်သေးတာဖြစ်ပါတယ်老把房那罗村买着那有没有小房说你妈呀？个屋了个没有干木的啊？个罗哭没有？个罗罗包可以。多那包包那个年的啊？啊，有罗买的不一样啊，就差不多。ဒါတော့ကျွန်တော် ISO ဆက်သွားတာဖြစ်ပါတယ် ISO သွားတဲ့လမ်းမှာခဏလက်ပေးတောင်းလာတာဖြစ်ပါတယ်။ဘာမျိုးလဲကျွန်တော်လည်းမသိတော့ဒါကတော့ ISO မျိုးတွေဖြစ်ပါတယ်ကျွန်တော်မျိုးတွေ ISO မျိုးတွေဝင်ပါပြီ
ဒါတော့အိုက်ဇောမှာရှိတဲ့ကျွန်တော်အဖွားရဲ့မောင်ရဲ့သားသမီးတွေဖြစ်ပါတယ်မိသားစုဖြစ်ပါတယ်သူတို့ရဲ့ဒလေးလေးတစ်ခုကတော့ညနေထမင်းမစားခင်လေးမှာအများနဲ့ devotion လုပ်ကြပါတယ်မိသားစုအတူဆူတောင်းကြတယ်တယောက်ကကျမ်းစာဖတ်တယ်ဆူတောင်းပြီးမှသူတို့ထမင်းစားကြတာဖြစ်ပါတယ်ညနေစာဒါတော့ကျွန်တော်ဦးလေးနဲ့မြို့ထဲကိုဆိုင်ကယ်နဲ့ရှောက်ပတ်ကြတာဖြစ်ပါတယ်အိုင်ဇောမြို့ရဲ့ညရှူခင်းလေးဖြစ်ပါတယ်အရင်လှပါတယ်ဗီဒီယိုထဲမှာရိုက်တာထက်အပြင်မှာတကယ်လှပပါတယ်တောင်းနေတောင်လုံးကလင်းထိန်ပြီးတော့မှတကယ်လှပပါတယ်လို့ညရှူခင်းလေးအရင်မိုက်ပါတယ်